အခုဒီနေရာကဟောင်ကောင်ရဲ့နာမည်ကြီးတဲ့ဒါဗစ်တိုးရီးယားဟာဘာလို့ခေါ်တာပေါ့နော်ဒါဗစ်တိုးရီးယားဟာဘာလို့ခေါ်တယ်ဒီနေရာ view ကတော့အရင်လှတယ်ဗျတော်လေးကိုလှတယ်ကျွန်တော်တဲတဲ့တဲဟူကန်နဲ့လေဒါလမ်းလျှောက်လာရင်7မိနစ်လောက်လမ်းလျှောက်လာရောက်တဲ့နေရာပေါ့အရင်လှတယ်ဒီနေရာတွေကဒီနားမှာဒီနားအတွက်ဆက်သွားမယ်ဆိုရင်မကာအိုဖယ်ရီတင်မော့စီလို့ရတဲ့နေရာရှိတယ်လောတော့မသွားသေးဘူးဒီမှာဟောင်ကောင်ကိုလဲပြီးတော့မှမကာအိုတင်မော့စီပြီးဆက်သွားမယ်အဲ့ခါကျရင်လည်းဗီဒီယိုတွေကျွန်တော်တင်ပါမယ် YouTube မှာလည်းတင်မယ် YouTube ကနေပြီး link Facebook ကိုပြန်ပြီးတော့ share လိုက်မယ်ဘုလုံးကြည့်လို့ရအောင် YouTube channel လည်းရှိတယ် Facebook လည်းရှိတယ်နော်ဗီဒီယိုရှင်း YouTube မှာတင်မယ် Facebook မှာပြန် share မယ် link ကိုဗီဒီယိုတိုးရင်တော့ Facebook မှာ share လိုက်မယ်ဒီနေရာရမ်းလှတယ်နော်ဒါမနေ့အစောကြီးကျွန်တော်လည်းဒီမှာအာဖရိကကနေဟိုနေ့ကလင်းစီးလာတော့နေ့နဲ့ညတွေမှားနေတော့မနေ့3နာရီခွဲလောက်တည်းနိုးနေတယ်ဖိတ်လို့လည်းမရတော့ညတော့အဲ့ဒါ6နာရီလောက်ကြတော့ကျွန်တော်တဲတဲ့နေရာကကလားတွေကလတ်တန်းတွေရှိတဲ့ခါကျတော့အိန္ဒိယအစားအစာတွေရောင်းတယ်အမှနံပြားနဲ့အဖေနဲ့စားလိုက်ပြီးတော့ breakfast စားလိုက်ပြီးတော့အဲ့ဒါစားပြေပေါ့အဲ့လာပြီးကျွန်တော်လမ်းလျှောက်ထွက်လာတာဒီဘက်ကိုမဆော့ဆော့လူလဲရှင်းတယ်ဒီနေ့ချင်းကကျန်လှရနော်ဒါနယူးယောက်စီးတီးတောင်တာသေးတယ်နယူးယောက်စီးတီးတောင်တော့မလှဘူးဒါနဲ့နယူးယောက်စီးတီးကိုကျွန်တော်အဲ့လိုပဲကြည့်လို့ရတယ်မြစ်တစ်ဖက်ကနေနယူးဂျာစီဘက်ကနေကွင်းဘက်ကနေပြီးတော့ကြည့်လို့ရတယ်ဒါပေမဲ့နယူးယောက်စီးတီးကဒီကောင်းတော့မလှဘူးဒါပွင့်လင်းပြောရဟိုညင်းတဲ့လူလည်းညင်းမှာပေါ့နော်ဒါတိတ်ပြောကျွန်တော်တော့တိတ်ခေါ်မဖြစ်ပါဘူးကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်ရဲ့ view point ရတော့နယူးယောက်စီးတီးကအများကြီးလှနေနေရနယူးယောက်စီးတီးကမလှဘူးလှဘူးသူကနာမည်တော့သူကကြီးနေရပဲလေဒါပေမဲ့လက်ရှိအနေထားတော့ကျွန်တော်တော့ဒီနေရာကနယူးယောက်စီးတီးရဲ့ view နဲ့ရှင်းမယ်ဆိုရင်တော့ဒီနေရာပိုလှရလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါဟောင်ကောင်မြူဇီယံနဲ့ဒါဖွင့်မှာပဲတော့ကြည့်မယ်လေဒါတွေဟိုပေါ့ပြောမယ်ပို့လည်းပြောမယ်ဆိုရင်အင်္ဂလိပ်လောက်မှာနှစ်ပေါင်း100ကျော်နေခဲ့တဲ့အကျိုးကျေးဇူးတွေပေါ့ဗျာဒါတွေကတော့ဗမာပြည်ကကြတော့ဟိုပွင့်ပြမယ်ဆိုတော့ဗိုလ်ချုပ်အောင်ဆန်းလည်းကျွန်တော်အပြစ်တော့မပြောချင်ဘူးဗျသူ့ကမားကြီးလည်းအများကြီးပါတယ်နိုင်ငံရေးပြောရတာလည်းမပြီးတော့မပြောချင်ဘူးဒါပေမဲ့မပြောလို့လည်းမဖြစ်ဘူးဗမာပြည်အင်္ဂလိပ်လောက်မှာအေးစစ်နေလိုက်ပြီးတော့မှနောက်10နှစ်20လောက်မှလွတ်လပ်ယူလာအရင်တိုးတက်သွားမယ့်နိုင်ငံရှေ့တော့ကျမှဘလူးမရှင်းလို့ရအောင်မို့ရေးမြေတင်ဇာတာအားလုံးပြည့်စုံတယ်ထိုင်းတို့ဘာလို့ဆိုတာလက်ကားတော့ထိုင်းလိုက်ရောက်ဘူးလေနှစ်ခေါက်တုန်းကနော်ဒီနေရာတွေတော့ဗမာပြည်လောက်မကောင်းနယ်မြေလည်းအကျယ်တယ်ဗမာပြည်ကဟလာတောင်ပေါ်မြေပြက်အကုန်လုံးတူပါတူရှိတယ်စိုက်ပျိုးရေးဆိုလဲဟလာအရင်ကောင်းတယ်စဘာဆိုတဲ့ကဘောမှာအကောင်းဆုံးအရင်တော့ဆန်စဘာဆိုရင်လည်းဟုတ်တယ်မလားဒါပေမဲ့အဲ့လိုနိုင်ငံတစ်ခုကပုတ်ပြတ်တတ်သွားဦးလေးဒီလိုစစ်ပေါင်း80ကျော်ပြည်သူစစ်ဖြစ်နေတဲ့ကိစ္စကတော့ဒိဗတ်လုံးဝတော့မရှိဘူးဘလူးကတော့အပြစ်တော့မပြောပါဘူးဒါပေမဲ့ပြန်စဉ်းစားကြည့်ရင်လည်းဒိဗတ်တော့မရှိဘူးဗျလူတွေကအင်္ဂလိပ်လောက်မှနေရမကောင်းဘူးဒါပေမဲ့အင်္ဂလိပ်ဒီတော်တယ်ဗျအင်္ဂလိပ်ကတော်တယ်အရင်တော်တယ်ပါလေအခုဟောင်းဘယ်လိုလုပ်ပေးတာလဲခုလင်းပြောရင်နော်တော့ဟောင်းကလွတ်လပ်မှုတွေဆုံးရှုံးနေတာတရုတ်ပြည်မှာကြီးထိန်းချုပ်နေပြီဟောင်းအခုချိန်ကျွန်တော်ကအမေရိကန်ပတ်စပို့နဲ့ဗီဇာ free လာလို့ရဆိုနောက်10နှစ်မှာနောက်4-5နှစ်မှာဒီဟောင်းကောင်ကျွန်တော်ဟောင်းကောင်လာဖို့တော့ဗီဇာရှောက်ရတော့မယ်ဗီဇာရှောက်မယ်နေတာဖြစ်သွားလိုက်တယ်အခုလည်းကြိုးလာထားတာနောက်ပိုင်းကျမတေးရတော့ဘူးဗီဇာရှောက်ရင်ရှောက်ရတော့မယ်ဒီနေရာလေးကလောက်တာအရင်လှတယ်မြန်မာမြေရောက်ရထားစနစ်တွေကလည်းအရင်ကောင်းရန်လာတဲ့နေရာတွေပါဒီနေရာတွေကဒီမှာတော့လူမျိုးပေါင်းစုံရှိတယ်ဒီ
တို့လာမလေးရှားလာဖြူများတယ်မလေးရှားလာစင်ကူလာမလေးဒီမှာလူမျိုးကအိန္ဒိယတွေလည်းရှိတယ်လီမွန်ပေါဆောင်ဒါကတော့နိုင်ငံသားပေးရလို့ပြောတယ်ဒီမှာတော့သူရဲ့ resident လိုအပ်ချက်တွေတော့ရှိတာပေါ့နော်တို့ပါလိုအပ်ချက်တွေတော့ရှိပြီတို့လည်းဒီမှာအိန္ဒိယတွေလည်းနှစ်ပေါင်း20ကျော်လောက်ရှိပြီတို့ဒီ resident တွေဖြစ်နေတာပေါ့နော်ဟောင်ကောင် resident တွေဖြစ်နေတာပေါ့ဟောင်ကောင်ကတော့နေသိကြီးတယ်ဒါကတော့တို့ကလူကြီးများပြီးတော့နေနေရချင်းတဲ့ခါကျတော့မြန်မာအစားအသောက်ဒီမှာတော့အကုန်လုံးဘာနဲ့တူဘာဖြစ်လဲအစားအသောက်ပြရလဲအရင်ကောင်းတယ်ဗျာကျွန်တော်တို့ဘဲကင်ကြိုက်တဲ့လူကတော့ဘဲကင်လည်းမဟုတ်ဘဲငန်းသားပါဘဲငန်းပြင်มาရတယ်ဖေးရတော့ဘဲသွားတယ်ဖေးလည်းမန်တော့ကျွန်တော်ကားနဲ့တွားလို့ရတယ်ဗျာမကားဘူးဟိုဓာတ်ကြီးဖြတ်ထားတယ်ကားနဲ့လည်းတွားလို့ရတယ်ကားနဲ့လည်းတွားလို့ရတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တင်မော့စီတွားကျင်တယ်ဆိုတာတရားရှုံးနေကြည့်ကျင်တာလည်းပါတယ်အဲ့လိုဝါနာပါတော့နော်တင်မော့စီတွားတာဈေးကြီးလားဆိုတော့ဟောကောင်ကနေကြတော့ဈေးကြီးတယ်ဒါပေမဲ့အစားတော့ကြတော့ဈေးတောင်ပေါ်တယ်အမေရိကန်နဲ့ရှင်တော့ကျွန်တော်ကအမေရိကန်နေခဲ့ကြတော့အမေရိကန်နိုင်ငံနဲ့ပဲရှင်တယ်ကျွန်တော်နေထားတယ်အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင်ဈေးအများကြီးတက်တာလေအစားတော့တရားလေကောင်းပေါ်လဲစားရတယ်ဒီအမေရိကန် Chinese food နဲ့ဒီက Chinese food အမေရိကန် China Town ဆိုတာရှိရဆိုပေမဲ့တရုတ်တွေများရဆိုပေမဲ့လည်းအစားတော့တွေအဲ့လိုမကောင်းဘူးဒါမှကြတော့စားတော့တွေကောင်းမှစားလို့ရတယ်ကျွန်တော်တို့ရလာရှိတာပေါ့နော်နှစ်ပတ်လုံးတော့ဟောင်ကောင်လို့ခေါ်ကျွန်တော်ပဲတရားတော့ကောင်းတော့ဒီဘက်ကဟောင်ကောင်အဲ့ဘက်လည်းကျွန်တော်ကောင်းလို့ရှိတယ်အဲ့ချောင်းလိုက်ဒီကောင်တော့ကျွန်းလေးပေါ့ဒီဘက်ကကျတော့ကျွန်တော်ပြပက်ချက်ကတော့တရုတ်ပြည်မကြီးနဲ့ဆက်သွားတရုတ်ပြည်မကြီးကိုနေဆက်တဲ့တော့လည်းဆက်နေတယ်တရုတ်ပြည်ကတော့ကျွန်တော်တော့လို့ရမရမသိဘူးဗီဇာရမရတော့မသိဘူးကျွန်တော် try ကြည့်မယ်ရရင်တော့တရုတ်ပြည်ခဏသွားမယ်ရှန်ဟိုင်းတော့ခဏသွားကြည့်မယ်ခဏရက်လိုက်ပါမယ်ဗျာ